မင်္ဂလာရှိသောသတင်းတပတ်တာဖြစ်ကြပါစေဒူဒီပရို channel ကနေပြီးတော့မြထွေးစွာကြိုဆိုလိုက်ပါတယ်မျိုးတို့ရေဒီဘက်ရှာပါဖြစ်နေတဲ့မူလေးနဲ့ကျွန်တော် site လေးတွေကိုရှာပေးပါမယ်နော်အဲ့ရှာပါတဲ့မူလေးကတော့ကျွန်တော်တို့တပတ်တာလုံးမှာမထိတ်ကြီးပဲကြာနေတဲ့ကပ်ပင်လေးတွေပေါ့နော်မထိတ်ကြီးပဲကြာနေတဲ့ကပ်ပင်လေးတွေဟာဘယ်နှကပ်ရှိလဲဆိုတော့ကျွန်တော်တစ်ကပ်နှစ်ကပ်သုံးကပ်လေးကပ်ငါးကပ်ကျွန်တော်တို့အခုအကရောဆိုရင်6ကပ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကြည့်ရအောင်နော်အမှကျွန်တော်တို့တပတ်တာလုံးမှာမထိတ်ကြီးပဲကြာနေတဲ့မူလေးမှာကျွန်တော်တို့9နှစ်ခွန်နှစ်ကိုခွန်လေး1ဆိုတဲ့ဒီပရိတ်3ခုပါတော့ခွန်ကို1ပါတော့ခွန်နှစ်ပရိတ်ခွန်ကို1ပါတော့ခွန်နှစ်ပရိတ်နော်အဲ့မှာကျွန်တော်တို့ခွန်ကို1ပါတော့ခွန်နှစ်ပရိတ်မှာ80ဆိုပြီးတော့ထွက်ပါတယ်နော်နောက်တစ်ခါကျွန်တော်တို့953ည943 561 331ပါတော့9လေးပရိတ်331ပါတော့9လေးပရိတ်မှာဘာတွေပါမလဲကြည့်အောင်ကျွန်တော်တို့329ပါတော့9ပရိတ်329လေးပါတော့ကျွန်တော်တို့နောက်ပြန်ရောက်သွားတယ်3တက်ပါတော့9လေးပရိတ်ဆိုတော့ညီမ3ပါတယ်9ပရိတ်နော်နောက်တတိယကမှာကျွန်တော်တို့3ည4 6 3 3ည4 6 3ပါတော့4 9ပရိတ်3ည4 6 3ပါတော့4 9ပရိတ်မှာကျွန်တော်တို့ဆိုရတဲ့9 3ည9ထွက်တယ်နောက်5လေးထွက်တယ်နော်နောက်တစ်ခါကိုဆက်သွားအောင်နောက်တစ်ခါမှာကျွန်တော်တို့နေ့ပရိတ်3ညပရိတ်10ပရိတ်နေ့3ည10ပါတော့4 9ပရိတ်နော်ကြာမကြည့်အောင်အဲ့မှာကျွန်တော်တို့နေ့3ည10ပါတော့4ပရိတ်ကြပါလေ86ဆိုပြီးတော့နော်နောက်တကက်ကိုသွားရအောင်အဲ့ဒီမှာကျွန်တော်တို့နောက်တကက်မှာလဲမားထိတ်ကြီးပဲကြာထားတယ်6 5 3ည5 6 5 3ညပါတယ်5 3ညပရိတ်ဆိုတော့အမှ6ပါတယ်3ညပရိတ်5ပါတော့5ပရိတ်နှစ်ကွက်ထွက်ပါတယ်နော်အခုတခါကျွန်တော်တို့အခုပတ်မှာ23ရက်ကနေ29ရက်အတွင်းထိုးရမယ်ထိုးကနာကတော့ကျွန်တော်တို့နေ့8ပါတော့83ပရိတ်နော်နေ့8ပါတော့83ပရိတ်မှာကျွန်တော်နေ့6ရက်80ရက်1ခွန်ရက်နေ့1ရက်85ရက်ဒီနှစ်ကနှစ်ကွက်ကအာမိနေတော့ကျွန်တော်တို့ဒီဘက်မှာ9ခွက်ပဲထိုးအောင်မှာဖြစ်ပါတယ်နော်အဲ9ခွက်တည်းကနေပြီးတော့နှစ်တရာတစ်ခွက်ကိုတင်းပြီးတော့တင်ခွက်ကလေးထောက်ပြီးတော့ပေါင်းသိမိကြပါစေမျိုးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ